ကျမကငငယ်တုန်းကငြင်ရင်နေပြီးအရာရာကိုနားလေသဘောပေါက်ဖို့အချိန်ယူရတဲ့သူပါဒါပေမဲ့အမကတော့အလွန်ထက်မြက်ပြီးအရေးချင်းရှိသူဖြစ်တယ်မားကွက်အိမ်တော်မှာကျင်းပတဲ့ကြပြပြိုင်ပွဲနေ့မှာအမကကျမအဆက်ကွဲမှာဆိုလို့ကျမအတွက်ကြပြတစ်ပုဒ်ကိုလှုပ်ဝက်စွာရေးပေးခဲ့တယ်ဒါပေမဲ့မထင်မှတ်ထားတာကအဲ့ဒီကြပြပြိုင်ပွဲဟာမားကွက်အိမ်တော်ရဲ့ဒုတိယသခင်လေးအတွက်ဇနီးရွေးချယ်တဲ့အခမ်းအနားဖြစ်နေခဲ့တယ်ကျမအတွက်အမရေးပေးခဲ့တဲ့ကြပြကိုဒုတိယသခင်လေးကရွေးချယ်လိုက်ပြီးနောက်ဆုံးမှာတော့ကျမဟာမားကွက်အိမ်တော်ကိုလက်ထပ်ဝင်ရောက်ခဲ့ရတယ်လက်ထပ်ပြီးနောက်ကျမရဲ့ငြိမ်ရင်နေမှုနဲ့မထက်မြက်မှုကိုပေးယူဖေးယိုတတိထားမိသွားတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီနေ့ကကြပြကိုရေးခဲ့သူဟာကျမမဟုတ်ဘူးဆိုတာသူသိသွားတယ်သူကကျမကိုမကြေမနက်ဖြစ်လာတယ်အပြစ်တင်တယ်မုန်းတီးလာတယ်ငါဇနီးဆိုတာမင်းလိုလူမျိုးမဖြစ်သင့်ဘူးလို့အမြဲပြောတယ်အဲ့ရဝင်ချိန်တွေမှာတော့သူကကျမနာမှာလှောင်ပြောင်ပြီးတရားဝင်ဇနီးတစ်ယောက်မှာရှိတဲ့ဂုဏ်သိက္ခာပညာနဲ့ယဉ်ကျေးတိမ်မွေးမှုမင်းမှာမရှိဘူးမင်းမှာဆွဲဆောင်မှုရှိတဲ့ရုပ်ရည်တစ်ခုပဲရှိပြီးအဲ့ရပေါ်မှာပဲအသုံးဝင်တယ်လို့ပြောတတ်တယ်ကျမအရန်ကြောက်ခဲ့တယ်ဒါကြောင့်ကြပြပြိုင်ပွဲနေ့ကိုပြန်ရောက်လာတဲ့အခါကျမအတွက်ကြပြရေးပေးဖို့လုပ်နေတဲ့အမကိုတားလိုက်ပြီးအတန်တုံနဲ့ပြောလိုက်တယ်ကျေးဇူးတင်ပါတယ်အမဒါပေမဲ့မလိုတော့ပါဘူးအမကမျက်မှောင်နှဲငယ်ကျုပ်ပြီးပြန်ပြောတယ်လူတိုင်းကစောင့်ကြည့်နေကြတာမရေးဘူးဆိုရင်လူတွေကမင်းကိုလှောင်ရဲကြလိမ့်မယ်ဒါပေမဲ့အမမသိတာကအပြင်လူတွေရဲ့လှောင်ရဲတန်တွေကမားကွက်အိမ်တော်ရဲ့အနောက်ဆောင်မှာ10နှစ်ကြာခံစားခဲ့ရတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ရှင်ရင်ဘာမှမဟုတ်ဘူးဆိုတာပဲကျမခေါင်းငုံပြီးတိုးတိုးလေးပြောလိုက်တယ်ဒီတစ်ခါတော့အမကူပေးနိုင်တယ်ဒါပေမဲ့နောက်တစ်ခါကျရင်မကူနိုင်တော့ဘူးကျမရဲ့မိုင်မဲမှုနဲ့မတိနားမလည်မှုကလူရှိမှချက်ချင်းပေါ်သွားမှာပဲအဲ့ဒါကိုဘလို့ဖုံးကွယ်နိုင်မှာလဲအမကခဏတာငြိမ်သက်သွားတယ်အချိန်တော်ကြာပြီးမှကျမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးအတိတ်ပဲမရှိတာတွေမပြောနဲ့ငါတို့ရဲ့ဆွေးအိုက်ကဘယ်တော့မှမဘူးလို့ပြောတယ်အမေဆုံးသွားတဲ့နှစ်မှာကျမကအသက်6နှစ်အမက8နှစ်ရှိသေးတယ်ကျမအသက်9နှစ်မှာအဖျားကြီးပြင်းပြင်းတက်ခဲ့ပြီးအုံနောက်ထိခိုက်သွားလို့အရာရာနားလည်ဖို့နှေးကွေးသွားတယ်စာအုပ်တွေကိုနားမလည်တော့ဘူးအမကအချိန်1000တင်ပေးထားတဲ့တရုတ်စာလုံးတွေကိုတော့မကြာခဏမေ့သွားတတ်တယ်